စားလုံးနဲ့စားတယ်သည်စတော့ခိုင်းစိတ်မသည်မာပြီနော်ကိုအောင်စတော့ပဲဒီသည်ဟုတ်ပြီကိုမှန်ပါပြီအဲ့ဒါဆိုရင်ပါတော့နဲ့စားတယ်သည်ပန်းသည်โอเคနေအောင်လုံးမှန်ပါတယ်လာနဲ့စားတယ်အသည်လိမ္မော်သည်လိမ္မော်သည်ပြောမှလားပြောရဗါတယ်မှန်ပါတယ်ကကြီးနဲ့စားတယ်အသည်မာကလာသည်မာလေအဲ့ဒါမာပါတယ်ဟုတ်ကလောသည်ကလောသည်ဟုတ်လားမှန်ပါတယ်အဲ့ဒါသည်ရတဲ့လေဟမ်ကုန်းသည်တို့ဘာလို့မရှိဘူးလားကလောသည်လေကဲအဲ့ဒါလည်းမေးပြီလားကကြီးနဲ့စားတဲ့ကျင်းဟင်းကားလေးလို့ရှိရကြက်မောက်သည်ရှိတယ်နားငယ်နဲ့စားတဲ့သည်နည်းသည်နဂမောက်ကြီးကမကြရတော့ထားဒီကဗျမ်းလူကြီးပဲငါဗျမ်းလူကြီးနော်ဒါရင်းနဲ့စားတဲ့သည်ဒီသည်ဟမ်ဒီမနေနေသည်အဲ့ဒါကဒရသည်လေကဲဒီလို့တယောက်တက်လက်ဖေးဟဲ့ဘာကြီးမလဲတိုင်းနဲ့စားတဲ့သည်တရသည်တန်းသည်လေအပနေပါဆိုပနေစားပါဩဇာသည်ဟင်းနေရမင်းမဟဲ့မေးတော့ပါဟုတ်လားအတိရနော်အားနဲ့စားတယ်သည်အားနဲ့စားတယ်အတိဘာလဲရှိတယ်လေဒီမှာလေတော့ဝေးတယ်မာကလာတီမဟုတ်ဘူးမာကလာတီမို့တို့အရေးကွာစိတ်လေးဝင်ဖတ်တက်ကြတာအောင်သည်အိုးဟုတ်တာပဲအောင်သည်အဲ့ဆိုငါနဲ့စားတယ်အသည်ငလျောသည်မအဲ့လိုပြောဟိုလေဖောက်တာလေအဲ့လိုကြပ်တယ်လေပါထားသေးလို့စားရသည်ဖယုံသည်ပါတော့လေအဖောက်ဆုံးလေပါထားသေးလို့လည်းစားတယ်အသည်ထန်းသည်လည်းရှိတယ်ကွာနောက်တစ်ခုကကွာသူကအညူရောင်လေးနဲ့အုပ်ထားတယ်ကွာသူအစီအကြီးပဲကွာမသိဘူးဒီပတ်ဝန်းကျင်မှာမရှိဘူးမသိဘူးလို့ပါမလို့သူတရထားလားထုတ်ပါသေးတယ်ဟုတ်တယ်လေဟုတ်ပါတရားနိုင်ဒါမဟုတ်လားလောက်ခံဒီပါမနဲ့စားတဲ့သည်မကလာသည်မယန်သည်နာမလဲနားရဥပါပဲဒါတည်းတော်လားတောင်းဝမှုနဲ့စားသည်တောင်းမှုနဲ့စားသည်ဒီတော်ပန်းသည်လေတော်ပန်းသည်